ငါသားတာအောင်နဲ့ရွှေဘုံနဲ့နေရာချပေးတယ်ဟာ အနူလက်နဲ့ညာရွှေဘွက်နိုင်ချင်သေးတယ်အဲ့ဒီခေါင်းကြီးတို့အုပ်စုတအုပ်စုလုံးကိုငါကြည့်မရတာ ခလေးလိုချင်တာမလားငါကူညီမယ်လေအမေကသွားလိုက်ဟမ်နေရာပါလားပြောလားမင်းကလေကိုပြောတဲ့စကားကကူညီရရောက်သလားအိမ်ထဲရောက်သလားဆောင်ကြုံလေးရောက်သလားချင်းတောင်လေးရောက်သလား ကိုသိန်းဘာရှင်လဲရှင်ဘာပြောနေရလဲ ချင်းတောင်လေးရလေ အော်ရှင်ပြောတာပို့ဆိုးနေတာ အဘုံဘုံမဲအစမ်းကြံကြမယ်ကိုကြောက်ရမယ်လူတွေကိုမကြောက်ရဘူးဆိုလို့ဘုံဘုံမဲနဲ့ဘယ်လိုနေကြလဲအစမ်းကြံကြနေတာ ငါလည်းတခါမှမပြောဘူးပါဘူးဘာသူပြောတာလဲ ခေါင်းကြီးပြောတာပါဗျဟုတ်တယ်ခေါင်းကြီး မစောလာတေးပါပြီတဲ့ကဲကြပါဦးနဲ့ကြားလား ကြာတယ်ကိုသိန်းကသူ့မိမောင်ကိုနှိမ့်ဆက်တယ် အေးငါတို့ဝင်ကူညီမှပြင် ကောင်းကြီးဒီဘာလာလဲဘာလဲရေပါပါပြီရေပါပါပြီဟာ ခမေချောင်းစီမောင်းတီလူချင်းနဲ့ဦးလေးဆန္ဒပြေဝစီရမယ်ဗျာခမေချောင်းစီဘီလူသမက် ဒီတမယုံငါဘာလို့ပါလဲ ဦးလေးပဲခမေချောင်းစီမောင်းတီလူချင်းတာဆိုဒီမှာခမေလေးချောင်းစီရုံနေမကလို့လေးပါလော်လို့ရတယ်ဒီမှာမောင်းလဲတီးပေးနေတယ်နော်ရတယ် ဒီအောင်လေးဒီတစ်ခါတော့မှတ်လောက်တားလောက်ဆုံးပါဗျအခုတီလို့ခေါ်ခိုင်းတာ ဒီကောင်းနေ ရောက်လာတယ်ဒီကောင်အားလုံးထိတ်တုံးတန်းခံ ကိုတက်ခိုင် တော့ကိုတက်ခါလို့တွဲခေါ်လိုက်ပါရွှေမုံရဲ့ဘောလုံးမနဲ့ပတ်သက်ပြီးတော့ရန်ဖြစ်လို့ရတော့တကြီးကအစတေရွာလုံးကျိန်းနံ ပါဒုံဒုံ တာမီနေရောငါတို့ဝိုင်းဆဲနေတယ်လို့ပဲကွာငါအိမ်မှာရှိတဲ့ငါမိသားစုတွေအားလုံးမနေ့ကတည်းကမန်ယူအင်ဂျင်ကိုဝယ်ရမယ်ဒါပဲ အဖေနဲ့ဒေါ်မေနင်းတို့ချိန်တွေ့တယ်ဆိုတာကျွန်တော်မသိဘူးများမှန် ။ကြောက်ချိန်တွေ့တာမဟုတ်ဘူး။လမ်းမှာတွေ့လို့မှတ်တမဲ့နှုတ်ဆက်လိုက်တာ ကျွန်တော်ခဏခဏပြောတယ်အဖေယာအဖေမျက်နှာမဲတိုင်းသားမိမျက်နှာအိုးမဲတော့တောက်တယ်လို့ကောင်းကွာအဖေစတာ ။လောင်းကစားကြောင့်ပဲတချို့တွေကအသေးနှလုံးတွေကြေကွဲဘဝတွေဂျွန်းတို့မောက်ကုန်ဖြစ်။သောကမားကြားကောင်းစားသွားတာ ဘာမမင်းဘသူ့ကိုပြောတာ ။မင်းကိုပြောတာမထင်နဲ့ငါကလေးတွေကိုဆုံးမနေတာ ဒီဘာဘူးအင်းကြီးလေငါပေးပါလား လေဦးမြင်တော့ဘာလို့မ လက်ကြီးလုပ်လေးပါလေလုံးရတာပေါ့ ဟာငါမန်ယူကိုအာမပေးတဲ့အကောင်ဘယ်ကောင်ဖြစ်ဖြစ်ငါသမက်မတော်ဘူး မန်ယူယူနဲ့နာဘူးတွေ့နေတာပဲအဲ့မှာမန်ယူယူအဲ့မှာနာဘူးနှစ်ယောက်တွေ့နေပြီဗျာ အားလုံးကြည့်နိုင်ပြီ Hey Play VIP